လီနဲ့ကျွန်တော်နောက်ထပ်တင်ရောက်ဆက်ကူမှဖြစ်ပါတယ်ကျွန်တော်အခု finish ဖြစ်ပါပြီအခုကတက်စီထမင်းထုတ်မှာဖြစ်ပါတယ်လီယာဒါတော့ကစားပေါ့ပါတယ်ဆိုရင်ဖြစ်ပါတယ် congratulations ညီမလေးအားလုံးပဲမော်နီမှာကျွန်တော်အခုရောက်နေတာကညောင်ရွှေမြို့ကိုရောက်နေတာပါကျွန်တော်အခုအင်းလေးစပိန်စီးပွဲကိုသွားရောက်နင်းမှာပဲဖြစ်ပါတယ်မော်နီဒီပူလေးချင်လုပ်နေပါတယ်ဒါပါပဲခင်ဗျာမောင်မဲဘာမှမရသေးဘူးမနက်9 နာရီထိုးပါပြီကျွန်တော်တို့အောင်မန်းစကလစ် group အဖွဲ့ကညောင်ရှိမှာပြုလုပ်တဲ့အင်းရီပြင်ဖြတ်ကျော်ပြီးတော့စပိန်စီးနေတဲ့ပွဲကိုစကလစ်စေဦးဝင်ရောက်ဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်တဝက်ကကျွန်တော်တို့မနေ့ညကလေးကညောင်ရှိမှာလာရောက်ပြီးတော့မှအိတ်ခဲ့တာဖြစ်ပြီးတော့မှကျွန်တော်အပါအဝင်ကျန်တဲ့တဝက်ကတော့ဒီမနက်မှာစပိန်ကားတင်ပြီးမှရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်အောင်မန်းစကလစ် group အခုသွားနေတာကတော့ကြောက်တိုင်ကွင်းစုရက်ဖြစ်တဲ့ကြောက်တိုင်ကွင်းကိုသွားနေတာဖြစ်ပါတယ်အခုအချိန်အားဖြင့်9 နာရီကျော်ပါပြီတော်တော်များပါတယ်ဘာနံပါတ်5346ပါရှင်30 ကီလိုစီးမဲ့စပိန်စီးသူများရှိမှစီပြီးတော့15 ကီလိုအမှန်မှန်စီးရမှာဖြစ်ပါရဲ့ရှင်ဒီဘူးလေးတဘူးရလားရရရရသွားတော့မယ်ဒီလိုတော့တော့မယ်အောက်ရောက်ပြီအောက်ရောက်ပြီ哦，还有来呀？快点么？那叫好大把东西啊！မင်္ဂလာပါတွေ့ပြီကျွန်တော်ကြားသိရသလောက်အင်းလေးပွဲမှာဝင်ရောက်စီးနှင်းဖို့စီးပေးထားတာအယောက်800ကျော်လောက်ရှိရလို့သိရပါတယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်မလာဖြစ်တာလည်းရှိနေတာပေါ့နော်စပိန်စီးဖို့အတွက်လူစုပြီးတော့စောင့်နေတာအခုဆိုရင်6 နာရီရှိပါပြီဟွာမလွတ်သေးပါဘူးဒီမှာစပိန်ပေါင်းနေရတာဘာမှမဟုတ်ဒါညောင်ရှိအင်းလေးမှာရှိတဲ့တောက်တိုင်ကွင်းပါခင်ဗျဒါအခုကျွန်တော်စီးရမယ်ကီလိုမီတာဖြစ်ပါတယ်ဟိုနှစ်ခုခွဲထားတယ်30 ကီလိုမီတာရယ်15 ကီလိုမီတာဆိုတော့နှစ်ခုခွဲထားပါတယ်ဒါကတော့ပွဲမှာမဲဖောက်ပေးမဲ့စပိန်ပဲဖြစ်ပါတယ်စပိန်3စီးမဲဖောက်မယ်လို့ကြားပါတယ်30 ကီလိုမီတာတွေခေါ်နေပါတယ်30 ကီလိုမီတာတွေ ready လောက်ခိုင်းနေပါပြီစပြီးတော့မှဒါထဲမှာဖြစ်တဲ့အတွက်15 ကီလိုများနောက်မှာနေရာယူပေးကြပါရှင်ကိုတော်လည်းပါကိုတော်ပါဘူးစတင်ပြီးအခမ်းအနားစီစဉ်များကိုခန်းစားတင်ကြပါမယ်နှစ်တန်းတင်တဲ့ပုံလိုက်ကြည့်ခြင်းအစီအစဉ်လေးကိုကြီးသိမ်းပါမင်္ဂလာပါဘယ်ရောက်နေလဲကိုကြီးသိမ်းပါတောက်တိုင်ခွင်းရောက်နေတယ်ဘာလာလို့လာလဲမသိဘူးစပိန်လာစီးရပါလွတ်တန်းလာစီးရကစားမဲပေါ့ပါစီဒီစီးစီးရတယောက်တော့ခွဲနော်တွေ့ရအောင်ဗောမရမှာတက်တည်ကြီးမရဟ
ဘယ်ဆိုင်တော့ဒီညဘယ်ဆိုင်လို့ နေရာအားလုံးတဲ့ဟိုတယ်ဝိသားနောက်တော့ဟိုတယ်မင်းရောပါကျွန်တော်အခု6နာရီခွဲပါပြီခွင်းလေကြောင်းတော့ကြီးညာလိုက်ပါပြီ မင်္ဂလာပါ မိန်ခွန်းပြောမယ်စောင့်လဲပါဦး မင်္ဂလာပါ မိန်ခွန်းပြောပြီးမှကျွန်တော်တို့ထွက်ရမှာဖြစ်ပါတယ်လို့ ပွဲခန္ဓာကိုကာယရာဘာဝကိုအခြေခံတဲ့ပြီးသွားလို့တာစွတ်စားပြီးသွားလို့တာစတဲ့အမျိုးအစားစုံလင်စွာအကောင့်တွေပေါ်ဆောင်ရွက်နိုင်တဲ့ပြည်နယ်တစ်ခုပဲဖြစ်ပါတယ် ဝေအဲ့ပြေချိန်ကုန်မယ်နော်ကျွန်တော်ဒါစားထွက်ပါပြီဟာပြေးတော့ရပြေးပြောက်တက်နေတော့15 ကီလိုမပါသေးဘူးเนาะ15 ကီလို အော်ရှေ့မှာလားရှေ့မှာရှိသေးလားအားလို့ဟုတ်လားရလေအဲ့ဒါစစ်သွားလိုက်ရဟိုကြော်လိုက်ရကြငယ်လေးရှိပါလားညာပုံမှန်လေးပဲသွားမယ်နောက်ပါ โอ้เลวมีလားဘယ်လိုဖြစ်တော့ချော်တာစပိတ်စီးပါပဲအေးလာတော့ကျွန်တော်အခု30ကီလိုမီတာနေပါပြီအေးရဗျာအေးတယ်စပိတ်မစီးတော့အလောက်မဟုတ်ဘူးMama cycle group ပါအဲ့ဒါနော် Morning
မောင်လေးဒါတော့ကျွန်တော်မိုင်းတောက်ဖက်ကိုကုရဲ့လမ်းလေးပါကျွန်တော်စကွေပါပြီမော်နီမှာ30ကီလိုမီတာမှာကျွန်တော်တို့အောင်မန်းစကလစ်ဂရုဝင်ရောက်စီးနင်းနေတာဖြစ်ပါတယ်ကြော်စရာကောင်းပါတယ်အားလုံးဒီလိုပွဲလေးရှိရင်ဝင်ကြိုင်းကြပါလို့မနက်ကိုကျွန်တော်တို့9နာရီမှာစပြီးတော့ထွက်လာတာဖြစ်ပါတယ်ဒီလမ်းတော့ကျွန်တော်အဖွဲ့ကတစ်နှစ်ကို2ကြိမ်တစ်ကြိမ်အနည်းဆုံးနင်းဖြစ်တဲ့လမ်းလေးပါဒီလမ်းမှာမိုင်းတောက်ရှိရပြီးတော့ Red Mountain ဝိုင်းချမ်းရှိပါတယ်你那么高把人嘞，高把人，你别看他嘞。哎 ，OK。fighting fighting。အခုကျွန်တော်တို့စီးနေတဲ့လမ်းကြောင်း30ကီလိုမီတာအတွက်ဆွဲထားတဲ့လမ်းကြောင်းအရဆိုရင်ညောင်ရွှေကနေမိုင်းတောက်ကနေမှခေါင်တိုင်ကိုမော်တော်စီးပြီးတော့မှညောင်ရွှေကိုပြန်มาဖြစ်ပါတယ်မနာရနေနေပါတယ်ကျွန်တော်6မှာရောက်ပါပြီကားပါရနော်မိုင်းတော့ရောက်ပါပြီမိုင်းတော့မင်းကျွန်တော်ဒီကနေလေတရားမယ်လို့ပြောပါတယ်ဘယ်လိုစီစဉ်လဲတော့မသိဘူးကျွန်တော်ကြည့်လိုက်အောင်မယ်ဒီမှာလေစီစဉ်ထားပေးတယ်လို့လည်းပြောတယ်ဒီကနေဘယ်ကိုလေတင်ပြီးတော့သွားရမလဲတော့မသိဘူးပေါ့လို့တော့ဒီတက်ပါတယ်ဟုတ်ကဲ့ပါ他没有那样背个，没有，他背我干我背个，你自己干呗呀？我把票给出干嘛上干嘞？ အခုကလေနဲ့ကျွန်တော်နောက်ထပ်တင်ရောက်ဆက်ကူမှဖြစ်ပါတယ်လေကတစ်စီးကိုစပိန်5စီး
ငါးစီးတင်ပြီးတော့သွားမှာပါသွားနေတော့ဘာဖြစ်တော့အားလုံးမင်္ဂလာပါမိုင်းတော့တရားဖြစ်ပါတယ်ခင်ဗျာအေးလေကျွန်တော်မော်တော်စီးပြီးတော့မှခုထပ်ပြီးတော့မှစပိန်ခီးဆက်မှာပါလူစင်းတော့မရှိဘူးပေါ့ငါအဲ့လိုလေးအဲ့လိုငါတို့ကြတာငါဆေးရောင်းဝိုင်းတယ်ဆိုတော့ငါတော့လိုက်တာဟုတ်ကဲ့ကျွန်တော်ဒါကကျွန်တော်တို့ကခေါင်တိုင်ဆူတောင်းပြည့်ဖျားနာကိုရောက်လာတာဖြစ်ပါတယ်ဒီကနေမှဆက်ပြီးမှစပိန်နဲ့ခီးဆက်မှာဖြစ်ပါတယ်အားလုံးလိုက်ခဲ့ပါအောင်တော့မယ်ကျွန်တော်အခုမော်တော်စိတ်ကနေပြန်ထွက်လာပြီးတော့မှခေါင်တိုင်ကနေမှညောင်ရွှေကိုပြန်ပြီးတော့မှပန်းဝင်မှာဖြစ်ပါတယ်လမ်းတစ်လျှောက်လည်းစီစဉ်သူတွေရဲ့စီစဉ်ကြမှုကြောင့်လမ်းမဖို့လည်းမရှိဘူးလမ်းတစ်လျှောက်မှာလည်းရေတန့်နေဝေပြီးတဲ့ဖွဲ့စည်းလေးတွေလည်းလမ်းထောင်တွေမှာတွေ့ရပါတယ်ဒါဈေးပါခေါင်တိုင်ဈေးနေလားခေါင်တိုင်ဈေးနေပါအိုးစီလားမော်တော်ကိုကျွန်တော်15မိနစ်20လောက်ကျွန်တော်စီးလိုက်ရတယ်အဲ့ဒါကျွန်တော်မိုင်းတော့ကနေခေါင်တိုင်ထိကိုကျွန်တော်စီးလိုက်ရတာဖြစ်ပါတယ်မော်တော်စီးရတာလည်းရင်ခုန်စရာပဲဘာလို့လဲဆိုတော့ပုံမှန်စီးနေတယ်လို့ကျွန်တော်လူကြီးပဲစီးတာမဟုတ်စပိန်နေမှာတင်တော့ဝိတ်ကဘယ်လက်စမညီဘူးဖြစ်တယ်ဗျမညီတော့အမှမော်တော်ဟိုဘက်ရိုင်းလိုက်ဒီဘက်ရိုင်းလိုက်ပြီးတော့မှသူ့ရဲ့ balance လိုက်ထိန်းနေရတယ်ဟိုတော်တော်ရင်ခုန်မှုကောင်းပါတယ်လိုက်ခဲ့ပါအောင်ကျွန်တော်ဆက်စီးလိုက်ပါအောင်မယ်ဒါကခေါင်တိုင်ရေပူဆန်းဖြစ်ပါတယ်
ဒါပေမဲ့အခုလုံးစေတော့ပိတ်ထားတာကိုဗစ်ကလေးပိတ်ထားတာအခုဒီမခွင့်တော့ ကျွန်တော်တို့အခုနင်းနေတဲ့လမ်းကတောင်လေးလုံးခေါင်တိုင်အင်းတိမ်သွားတဲ့လမ်းပဲဖြစ်ပါတယ်ရှေ့ဆိုရင်ကျွန်တော်တို့ညောင်ရှူကိုဖြတ်တဲ့ဖြတ်လမ်းပေါ်ရောက်တော့မှာပဲဖြစ်ပါတယ် တော့ဒါတောင်လေးလုံးကနေခေါင်တိုင်ပေါ့နော်ခေါင်တိုင်ပဲပြောရမလားခေါင်တိုင်ကနေညောင်ရှည်ကိုဖြတ်တဲ့ဖြတ်လမ်းလေးပါဆိုတော့အရင်ကတော့စီးဖူးတယ်ဒီလမ်းမင်္ဂလာပါရှေ့ရောက်တော့မှာပဲဖြစ်ပါတယ်ဒီပါဗျညီလေးပါလားမင်္ဂလာပါဟာကိုဟေးဟာရောက်တာနေဒီမှာလည်းမိမိရဲ့စီကံများပြပြီးတော့မှဆက်ပြီးသမင်းတရားကိုဝယ်ထုတ်လို့ရပါတယ်ရှင် Congratulations ပါကျွန်တော်အခု finish ဖြစ်ပါပြီအခုကတက်စီသမင်းထုတ်မှာဖြစ်ပါတယ်Thank you ပါ စားမှာကိုကိုငါပြီးထောင်းပါတယ်ဟာဟောရင်တော့ ငါပြီးထောင်းပါတယ် ငပီထောင်း အေးငါပြီးထောင်းပါတယ်ခင်ဗျာ ငပီထောင်းပါပါတယ်ကျွန်တော်တို့ဒီမှာ finisher ဖြစ်ပါပြီဒါလည်း finisher ပါဒါတော့ finisher တွေအားလုံးကျွေးတယ်တက်စီသမင်းဖြစ်ပါတယ်လာပြီကိုမျိုးခုမှရောက်လာတာမှာဟုတ်ပါတယ်ဝင်ဟုတ်ပါတယ်ဝင်အုတ်တိုလေးနည်းနည်းလေးလေးလို့လာတော့โอเคအုတ်တိုးမပေါ်ပါဂျင်းနေခါရည်ဟုတ်လို့ဟုတ်ထုတ်ထုတ်ဘာလို့ချက်တာပဲNot the view.
တက်စားထုတ်တာပါတက်စားရည်ပါစင်ပြေလားတောက်လို့ရတာစားလို့ရတာအကုန် စားလို့ရတယ်ကိုယ်ကြီးဟုတ်တယ်ကော်ဖီတိုက်လို့ကျွန်တော်ကော်ဖီလာတောက်တာပါ နည်းနည်းအောင်မယ်ဆို ကော်ဖီတော့တောက်လိုက်ပါ အကုန်တောက်လည်းမရဘူးရတော့ဘူးနည်းနည်းလေးထည့်ပေးတော့တောက်စားပဲဆိုတော့လည်းမကောင်း ဦးဆောင်နေပေါ့ဦးဆောင်နေပေါ့ တောက်ကြပါအောင်ခင်ဗျာတောက်ကြပါအောင်ကော်ဖီလေးတိုက်နေလို့မှာကျွန်တော်တောက်တာပါမော်ပြီအေးဝင်လာချီနည်းနည်းလေးညောက်လိုက်ရဲသမားမှသိတာ တက်တော်လာကျွန်တော်ဆေးမှုတက်တော်ပါငကိုတော့ကျွန်တော်ဆေးကအမြဲတမ်းပြနေရတော့အခုကသွေးပြချောင်းကိုကျွန်တော်128တဲ့ပုံမှာဖြစ်သွားတယ်ဘော်ဒီဝိတ်က120ပဲမဟုတ်တော့165နေပေါ်ကိုကျွန်တော်140ကြီးကြောက်တယ် ကိုလိုစီတော့လည်းကျွန်တော်လည်းစီးကျင်တယ် ဘုံကလာပြီးစီးတယ်ဟိုနည်းနေတိုင်မင်းလူနေဟိုအဓိကဟိုဖေရင်နဲ့ဖေရင်ကိုတိုက်တဲ့ရဲနဲ့ဖေရင်နဲ့နည်းနည်းလေးဟိုပါလို့လိုက်ချက်တုတ်တုတ်ဟိုပါလို့လိုက် ခုကကန်စမ်းမဲဖောက်နေတာပါကန်စမ်းမဲဖောက်နေတာဖြစ်ပါတယ်စပိန်3စီးကန်စမ်းမဲဖောက်နေတာပါအမေ accessory ပစ္စည်းတွေပါတယ်အေးကန်ထူးကန်ကောင်းဖောက်မြော်ပါမယ် စပိန်တောက်ကန်စမဲပေါက်ပါတယ်ရှင်နောက်ထပ်တစ်ယောက်လက်လေးတော့မှာဖြစ်ပါတယ်ရှင်ဖက်ပေါ်လာမဲ့ကနန်းလေးကတော့သုံးလုံးပါရှင်လေးနဲ့စပါတယ်လေထိုးတာလေထိုးတာ စပိန်တစ်စီးကတော့ပေါက်သွားပါပြီနံပါတ်3စပိန်တစ်စီးပေါက်သွားပါပြီဒီညောင်ရွှေရကောင်းမလေးတယောက်ပေါက်သွားတာဖြစ်ပါတယ်ဂုံယူပါတယ်ဒါတော့ကစားပေါက်သွားတယ်ဆိုရင်ဖြစ်ပါတယ် congratulations ညီမလေး ကန်ကောင်းချင်တဲ့သူတွေကကျတော့အဖေကလက်အိတ်ပေါက်တာသမီးကစပိန်ပေါက်တာငါစုအောင်ပေါက်တာနော်အုတ်ထုတ်ဝဲလို့လေလို့ နည်းနည်းဖယ်ပေးပါရှင်ကျမတို့မှာကန်စမဲနိုင်မဲ့သူကစပိန်လေးနဲ့လာနေတာဖြစ်ပါတယ်ရှင်ကျွန်တော်ဖွဲ့တွေကတယောက်ပါပါပြီဝင်ရပိုင်းနဲ့ကန်တော့တစ်တုံတုံ မျိုးတော်တယ်မနေ့ဟုတ်တော့ပါ ပေါ်လာတဲ့ကန်စမဲပစ္စည်းလေးကတော့မြန်မာဖြစ်ပါတယ် တွေ့လာတယ် မြန်မာပေါက်တာပါဗျာစပိန်လာရ9နှစ်ပေါ်လာတဲ့ကန်စမဲကတော့ညံ့မှန်ဖြစ်ပါတယ်ရှင်
နောက်တစ်ယောက်နှိပ်ပြီးဖြစ်ပါတယ်ထွက်ပေါ်လာတဲ့နံပါတ်၄ကတော့115115ရှိလားရှင် လာပါပြီစပိတ် ဟာကလေးလေးလာပြီ စပိန်တော့စပိန်မှာပဲရှင်စပိန်တော့ရှင် ဒုတိယစပိန်ပေါက်သွားတဲ့ကန်တူးရှင်ဖြစ်ပါတယ် တိတ်ပြီးတော့ပေါက်သွားတာဖြစ်ပါတယ်ကျွန်တော်နာမည်ပြည့်စုံပါဗျာတောင်ကြီးကိုလေဦးကလေးဖေပါဗျာဒီလိုမျိုးဆာစီရCMB ကလူပါကလေးဖေပါပြောလို့ နောက်တော့ကျွန်တော်နိုင်ပြီးလိုက်တော့ကျွန်တော်တော့ဝတ်ဆိုင်လာโอเคကံကောင်းပါစေဗျာ နောက်ဆုံးကြံတဲ့တမဲဖြစ်ပါတယ်မဲနိုင်ဆရာမလို့တော့မင်းနဲ့ပေါက်တဲ့သူကချက်ချင်းစပိန်ရမှာပါ 200ကျော်ဖြစ်ပါတယ်နောက်ပဲကတော့6ပါရှင်ဖေးစီကတော့2အလဲ5 2 5 6ရှိလားရှင်နောက်ဆုံးပိတ်အိမ်နဲ့လွယ်မဲ့ကန်ထူးရှင်လေးပါရှင်မင်္ဂလာ6ရှိလားရှင်ခဏမာတော့နှလုံးနဲ့ထိတ်စီရတော့ဟုတ်နောက်ကတော့ရှစ်38ပြီးသွားပါပြီစပိန်တွေကကလေး2ယောက်ရသွားတာဝမ်းသာစရာကောင်းပါလေနောက်ဆုံးရတဲ့လူရဲ့နံပါတ်ကလေ38ပဲခင်ဗျာ ဒီနေ့ကျင်းပပြုလုပ်တော့အင်းလေးကန်ထက်စပိန်စီပွဲအခမ်းအနားအောင်မြင်စွာပြီးရောက်ကြောင်းကြီးညာအပ်ပါတယ်ရှင်။နောက်နေ့မှလည်းပြန်ပြီးတော့မှဆောက်ကြပါမယ်ရှင်။နောက်နေ့မှဆိုရင်ရပါမယ်ဒါကတော့ကျွန်တော်စပိန်မစီးတော့မှနဲ့
ကားတင်ပြန်တဲ့အဖွဲ့တက်တက်ပြန်ပါပြီ ဘာမှကြမှာကြည့်ပြီးမလား ကျေးဇူးတင်တယ်နော်နောက်လဲလာခဲ့မယ်ကို ဟုတ်ကဲ့ဗျ